YouTube channel ကညီကိုတွေအားလုံးပဲမင်္ဂလာပါကမ္ဘာဖလားဖွင့်ပွဲ2ရက်လုံးမှာတော့ကျွန်တော်2ရက်လုံးဒါ free bit တွေရော member ပွဲစဉ်တွေရော all win ထားတယ်ပေါ့နော်ဒါကြောင့်မလို့မနေ့ကဆိုလဲကျွန်တော် American ဂိုးပေါင်းပေါ် YouTube channel နဲ့ဒါ Telegram channel မှာတော့ရွေးချယ်ပေးရမှာတော့နှစ်ချက်ကွက်အဆင်ပြေခဲ့ပြီးတော့เนาะ American body နဲ့ဂိုးပေါင်းပေါ်ရွေးချယ်ပေးရပြီးတော့ကျွန်တော်ရဲ့ member ပွဲတွေကိုကျွန်တော် Bosnia body ရွေးချယ်ပေးရမှာတော့အဆင်ပြေခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ညမှာလဲကျွန်တော်ဒီ YouTube channel မှာတော့ကျွန်တော် Haiti နဲ့ Scotland ပွဲစဉ်လေးကြောက်ကိုကျွန်တော်တုံးတက်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရှိမှာ member ဝင်ချင်တာဖြစ်ဖြစ်ဘောကောင်းဆော့ချင်တာပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ရဲ့ bio လေးမှာတင်ထားတဲ့ number ကိုလာရောက်ဆက်သွယ်လို့ရတယ်ပြီးတော့ကျွန်တော်ရဲ့ဒီ Free channel ဖြစ်တဲ့ Telegram channel မှာတော့နေ့စဉ်တပွဲကောင်းလေးတင်ပေးထားပါတယ် Telegram channel မှာလည်းဆိုရဲ2ရက်ဆက်ဒါအောင်မြင်မှုရရှိထားတယ်ပေါ့နော်ဒါကြောင့် Telegram channel ကိုကျွန်တော်ရဲ့ဒီ video ရဲ့အောက်မှာ comment အောက်မှာလည်းကျွန်တော်link ချပေးထားဖို့ရှိတယ်ပေါ့နော်Telegram channel မှာ join ထားတဲ့ညီကိုရှိနေ Telegram join ထားလို့ရတယ် YouTube channel ပဲကြည့်ချင်တဲ့ဆိုညီကိုလေးရဲ့ YouTube channel ကို subscribe ထားလို့ရတယ်ပေါ့နော် Haiti နဲ့ Scotland လက်ရှိဖွင့်လှစ်မှုအနေအထားကိုကြည့်ချင်ရပြီး Scotland အနေနဲ့ Haiti ကို1+10ဖွင့်လှစ်ထားပြီးတော့ဘဝဖွင့်လှစ်မှုအနေအထားမှာတော့2 minus ဒါ100ဖွင့်လှစ်ထားတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဖွင့်လှစ်မှုအနေအထားကိုကြည့်ချင်ရပြီး Scotland ရဲ့ပေးထားပေးချေထားမှုကတော့မှန်ကန်မှုရှိတယ်လို့ကျွန်တော်မြင်နေတယ်ဘာကြောင့်မို့လဲဆိုတော့ Scotland ကဥရောပဒါပေါ့နော်ဟိုဖက်မြင်းအသင်းလည်းဖြစ်ပြီးတော့ဒါကစားသမားကောင်းတွေကိုပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်တယ်ပေါ့နော် Scotland မှာဆိုဒါဝိုင်းကစားသမား Robertson ဥဆောင်လာတဲ့ဘောနော်ဒါအတင်းလည်းဖြစ်ပြီးတော့ကွင်းလယ်မှာဆိုလဲဒါ NC Tomani တို့ဒါ NC Green တို့ပါဝင်လာတဲ့အတွက်ဥရောပခြေဆိုင်ကစားသမားအများစုကိုပိုင်ဆိုင်ထားတဲ့ Scotland အသင်းအနေနဲ့ Haiti ကိုဖွင့်လှစ်ထားမှုကပြည်နယ်များသားလို့လဲကျွန်တော်မြင်နေတယ် Scotland အနေနဲ့28နှစ်အကြာမှာပေါ့နော်ကမ္ဘာဖလားကိုဒါပြန်လဲဝင်ရောက်လာပြီးတော့ဒါကန်ခွင့်ရတဲ့အသင်းလည်းဖြစ်ပြီးတော့ဒါဒီနှစ်ရာဒီမှာသူရှေးအောင်မျိုးဆက်လို့ပြောလို့ရတယ်နော် Scotland ရဲ့နောက်တန်းရောရှေ့တန်းရောကွင်းလယ်ရောအလုံးဝအထိုင်ကျနေပြီးတော့ဒီကွင်းလယ်ဗရက်စစ်နေရာမှာလဲဒါပေါ့ဘောလုံးကုထိုးကောင်းပေးနိုင်တဲ့ကစားသမားတွေရှိပြီးတော့သူ့ရဲ့ကစားကွက်ကလည်းအရန်ကိုကောင်းမွန်နေတဲ့အနေအထားတွေကိုကျွန်တော်တွေ့ရတယ်နော်ဒါကြောင့်မလို့ဒီဘော28နှစ်ကြာမှာဘာပြန်လဲဝင်ရောက်လာနိုင်တဲ့ Scotland အသင်းနေနဲ့ပေါ့နော်ကမ္ဘာဗလာဒီအုပ်စုအစ်စ်မှာပြီးတော့ဒီအုပ်စု Group C မှာကြာရောက်နေတဲ့Scotland အနေနဲ့ပေါ့နော်အုပ်စုတက်ရေးအတွက်ကတော့အစွမ်းကိုစူးစမ်းမယ့်အနေအထားတွေကိုကျွန်တော်တွေ့ရတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့အုပ်စုမှာတော့နမကြီးအသင်းဖြစ်တဲ့ပေါ့နော်ဘရာဇီးမော်ရိုကိုလိုတင်းမျိုးတွေပါဝင်နေတဲ့အတွက်ဒီ Haiti နဲ့ Scotland ပွဲစဉ်မှာတော့နိုင်3မှတ်ရရှိအောင်တော့ Scotland ကအဆန်းကိုစူးစမ်းလာမယ်အရှင်တွေကိုကျွန်တော်တွေ့ရတယ် Haiti ကလည်းနှစ်ပေါင်း50အကျော်အကြာမှာပေါ့နော်ဒါကမ္ဘာဖလားကိုပြန်ဝင်ရောက်လာတဲ့အသင်းဖြစ်တော့လူနည်းစုဒါရှိပြီးတော့ဗောနော်ဒါကမ္ဘာဖလားကိုဝင်ရောက်ကန်ခွင့်ရတဲ့အနေအထားတစ်ခုမှာတော့ဒါချီးကျူးစရာအသင်းလို့လည်းပြောလို့ရဘာကြောင့်လဲဆိုတော့သူ့ရဲ့ကစားသမားတော်များကလည်းဥရောပခြေဆိုင်မှာတော့ကန်နေတဲ့အခြေအနေတွေရောကျွန်တော်တို့ထပ်ပြီးတော့တွေ့ရတယ်ဒါကြောင့်မလို့ဒီ Scotland နဲ့ Haiti ပွဲစဉ်မှာတော့ဒါနိုင်3မှတ်ရရှိအောင်တော့ဘောနော်အတင်းကစူးစမ်းလာမယ့်အခြေအနေကိုလည်းကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့အနိုင်3မှတ်ရရှိတဲ့အတင်းကနောက်တစ်စစ်ကိုတက်ဖို့မျှော်လင့်ချက်ကိုရှိမဲ့အနေထားတွေကိုလည်းကျွန်တော်မြင်တွေ့ရတယ်နော်။ဒါကြောင့်မလို့ Scotland ရဲ့ဒီကာလက်ဖောင်နောက်ဆုံး၄ပွဲကြည့်ချင်ရပြီ Scotland က2ပွဲနိုင်2ပွဲရှုံးပြီးတော့ Haiti ရဲ့နောက်ဆုံးခြေစပွဲဒီခြေစမ်းပွဲ၄ပွဲမှာတော့ Haiti က2ပွဲရှုံး1ပွဲတည်1ပွဲနိုင်ထားတယ်။ဒါကြောင့်မလို့ Haiti ကလည်းဒါ shot တက်ထားလို့အတင်းထဲမှာ shot တက်ထားလို့မရတဲ့အတင်းထဲမှာပါပြီးတော့ကစားအားကောင်းပြီးတော့မြန်နှုန်းမြင့်ကစားသမားတွေပါဝင်တဲ့အတွက် Scotland အနေနဲ့ဒါ shot တက်ဟိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒါဟိုပေါ့နော် shot တက်ထားလို့မရဘူးပေါ့နော်ဒါကြောင့်မလို့ဒီ Scotland နဲ့ Haiti ရဲ့ဖွင့်လှစ်မှုဘူဂီရီရဲ့အကြောပေးမှု 1+10 ခြေတန်းတွေတော့ကျွန်တော်တိတ်မကြိုက်ဘူးဒါကြောင့်မလို့ body ခြေတန်းကိုတော့ကျွန်တော်လက်ရှောင်နေတယ်ဘာကြောင့်လဲဆိုတော့ Haiti ကတကိုးရအောင်မယ်ဆို Scotland အနေနဲ့ခြေအောင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဒါကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာတော့ body ကိုလက်ရှောင်မယ်ကိုပေါင်းတစ်ချက်စဉ်းစားမယ်2 minus 100ဖွင့်လှစ်ထားတယ်ဒါကြောင့်မလို့နှစ်သင်းလုံးကအမှတ်လိုအပ်ချက်ကြောင့်အကျိတ်နဲ့ကန်လာမဲ့အနေထားကိုမြင်တွေ့ရတယ်ဒါကြောင့်မလို့ဒီပွဲစဉ်ကကွင်းလေထိချုပ်လာမယ်ပွဲစဉ်တပွဲလဲဖြစ်တာကြောက်ပေါ့နော်အဆုံးသက်ပိုင်းကြရင်တော့ Haiti နဲ့ Scotland ကတိတ်ပြီးတော့မကွာအဟာဘူး Scotland မှာလည်းအဓိကတိုက်စစ်မှုဆုံးသက်ကောင်းတဲ့တိုက်စစ်မှုကတိတ်မရှိဘူးကွင်းလေနဲ့တောင်ပန်ဟိုကဂိုးရဖို့အားပေါ့နော်ဒါဖြစ်နိုင်ကြီးပုံများတဲ့တာလကတွေရဲ့ဒီတွက်ချက်တွေကိုကျွန်တော်တွေ့ရတယ်ပြီးတော့ကျွန်တော်ဒီကမ္ဘာမလားပေါ့နော်ဒါပွဲစစ်နှစ်ဘာကြောင့်ဒီဟိုနော်နှစ်ပွဲလုံး all win ခဲ့ရလဲဆိုတာတော့ကျွန်တော်ရဲ့ရွေးချယ်မှုကပြောပြရမယ်ဆိုတော့ကျွန်တော်ကတော့ဒီပေါ့ခြေတန်းကို30ရာခိုင်နှုန်းကြည့်ပြီးတော့ဒါပေါ့နော်ဒီတစ်ပွဲစုဖတ်မှု30ရာခိုင်နှုန်းကြည့်တယ်ပြီးတော့ဒီတင်းရဲ့ပေါ့နော်ဟိုနော်အလားလာရှိနိုင်ခြေသူ့ရဲ့ကန်တဲ့ပုံစံပေါ့နော်ကန်မှုပုံစံဘူဂီဒီရဲ့အလုံးလုံးပုံကိုကျွန်တော်30ရာခိုင်နှုန်းကြည့်ပြီးတော့တင်ချာနီးရတော့ကျွန်တော်10ရာခိုင်နှုန်းကြည့်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ရွေးချယ်မှုတွေကတော့ဒါပေါ့နော်ဒီထီထီမီမီနဲ့ဒီ World Cup
ပွဲစဉ်နှစ်ပွဲမှာတော့ဒါအော်ဝင်ထားတဲ့ရလဒ်တွေထွက်ပေါ်ထားတယ်ဒါကြောင့်မို့ဆွေညီကိုတို့အနေနဲ့ကျွန်တော်ကဘောတော့ဒီကျွန်တော်ရဲ့ရွေးချယ်မှုကိုစိုက်နေတတ်တဲ့ဆိုရင်တော့မိတ်ဆွေညီကိုလွတ်လွတ်လပ်ဒါဆက်လာမရှိတယ်ဗောနော်မကြိုက်တဲ့ညီကိုရှိတော့ဘက်ကန်လို့ရတယ်ဗောနော်ဒါကြောင့်မလို့ Haiti နဲ့ Scotland ပွဲစဉ်မှာတော့ကျွန်တော်လိုရင်းတို့ရှင်းမဲ့ကျွန်တော်ပြပြမယ်ဆိုတော့ကျွန်တော်ဒီနေ့ပွဲမှာ body ကိုလက်ရှောင်မယ်ကျွန်တော်ဂိုးမောင်းလာရွေးချယ်ခြင်းနဲ့ပြန်လဲတွင်းကိုရချီတော့အနေတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ Scotland နိုင်ငံရဲ့တော့ 1-2 စီးတဲ့မပိုတာအကြောင်းကျွန်တော်ဒီဘက်မှာတော့ကျွန်တော် goal out ကိုတော့ကျွန်တော်တိုက်နေတတ်ပါတော့ကျွန်တော်ရွေးချယ်မှုကတော့ Scotland နဲ့ Haiti ပွဲစဉ်မှာတော့ goal out ဖြစ်တယ်ပါတော့ကျွန်တော်ရွေးချယ်တဲ့ကို subscribe လုပ်ထားညီကိုရှိ subscribe လုပ်ပါ like လုပ်ရညီကိုရှိ like လုပ်ပြီးတော့ comment ရေးထားညီကိုရှိ leave ထားလို့ရတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်